အားလုံးပဲမင်္ဂလာပါမြန်မာ PUBG Mobile ပရိသတ်တွေအထူးစိတ်ဝင်စားနေကြမဲ့ e-sports သတင်းဦးသတင်းထူးတွေနဲ့ကျွန်တော်တို့ရဲ့အသေးကြော်ရန်ကုန် Galacticos YG ရဲ့လက်ရှိပြိုင်ပွဲအခြေအနေတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ YG လက်ရှိကစားနေတဲ့ပြိုင်ပွဲတွေအကြောင်းကိုအရင်ဆုံးလေ့လာကြည့်အောင်ဗျာလွန်ခဲ့တဲ့2ရက်ကပဲပြီးဆုံးသွားခဲ့တဲ့ Five Fusion ပြိုင်ပွဲဒီပွဲမှာ Team Flash, DA Xavier, RRQ, Vampire Esports နဲ့Aurora Gaming တို့လိုနာမည်ကြီး international အသင်းတွေပါဝင်နေကြပါတယ်။ဒါပေမဲ့အမှန်တိုင်းသုံးသပ်ရရင်ဒါဟာဖိတ်ခေါ်ပွဲတတ်တာဖြစ်တဲ့အတွက် YG အနေနဲ့သူတို့ရဲ့တကယ့် strategy အစ်စ်တွေကိုထုတ်မတုံသွားပါဘူး။ပေါ့ပေါ့ပါပါပဲကစားသွားပြီး rank system မှာပဲရပ်တည်ခဲ့တာကိုတွေ့ရပါတယ်။ဒါဟာလာမဲ့ပြိုင်ပွဲကြီးတွေအတွက်လက်စွမ်းတွေ့ုံစမ်းသက်ုံတတ်ကစားသွားတာလို့ပဲမြင်ပါတယ်။ဒါပေမဲ့တကယ့်အစ်စ်အမှန်တိုင်ပွဲကတော့အခုလက်ရှိဆော့ရစားနေတဲ့ PUBG Mobile Regional Showdown Season 4 Grand Final ပါပဲ။ဒီပွဲမှာတော့ခုနကဖြိုးခဲ့တဲ့အာရှရဲ့အသင်းကြီးတွေဖြစ်တဲ့ BTR, RRQ, A7, Tin Pandam စတဲ့အသင်းတွေအကုန်ပါဝင်နေပါတယ်။လောလောဆယ် Day 2အပြီးမှာတော့ YG အနေနဲ့ Rank 13, Case က 42 Case နဲ့ရပ်တည်နေပါတယ်။ပုံမှန်တင်လင်းဝေဖန်ရရင်တော့ဒီရလန်ဟာ YG ရဲ့အကောင်းဆုံး form လို့ပြောလို့မရသေးပါဘူး။ဒါပေမဲ့ဒီနေ့ကစားမဲ့ Grand Final Day 3အဆုံးဖြတ်ပွဲမှာတော့ YG အနေနဲ့ဘလို့ခမ်းပါမျိုးပြန်လာမလဲ။ Zone rotation တွေနဲ့ gun power တွေကိုဘလို့အကောင်းဆုံးအသုံးချပြီးအမှတ်တွေပြန်ယူသွားမလဲဆိုတာကတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်။ဆက်လက်ပြီးမြန်မာ PUBG Mobile လောကရဲ့ပြည်တွင်းသတင်းတွေကိုကြည့်လိုက်ရအောင်ပါ။ပထမဆုံးသတင်းအနေနဲ့ကတော့နည်းနည်းလေးစိတ်မကောင်းစရာပါ။ PMCL လိုပြိုင်ပွဲကြီးမှာ rank 8အထိရရှိခဲ့ပြီးတခြားနိုင်ငံကအသင်းတွေနဲ့ရင်ပေါင်တန်းဆော့ကစားနိုင်တဲ့လက်စွမ်းရှိရဲ့ Time to Quick TTG အသင်းဟာလက်တလောမှာခဏရန်နာသွားပြီလို့သူတို့ရဲ့ Facebook page ကနေတရားဝင်ကြေညာသွားခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်တွေအရန်ကြီးစိတ်မပူပါနဲ့။အသင်းကိုအကီးဖြတ်သိမ်းလိုက်တာမဟုတ်ပါဘူး။ရှေ့ဆက်မဲ့ခရီးအတွက်အောင်းမွေးဖို့အနားယူတာလို့ဆိုထားတဲ့အတွက်ပိုကောင်းတဲ့ form တွေအသစ်လွန်ဆုံးနီးပြူဟာတွေလည်းပြန်လာမဲ့ TTG ကိုကျွန်တော်တို့ဆက်ပြီးမျှော်လင့်လို့ရနေပါသေးတယ်။ထပ်စိတ်ဝင်စားစရာသတင်းတစ်ခုကတော့မြန်မာ e-sports လောကအတွက်သွေးသစ်လောင်မဲ့အခွင့်အရေးတစ်ခုပါမယ်။အရင် VIX founder ဟောင်းဖြစ်တဲ့ကိုမင်းကန်ပြိုးကအခုလက်ရှိမှာ VIX လိုမျိုးအသင်းသစ်ထပ်မံဖွဲ့စည်းခြင်းနေရလို့ဆိုပါတယ်။အကြိုက်ဆုံးအချက်ကတော့ salary ရောကန့်ပြောကောင်းမွန်ဖေးမဲ့အပြင်လိုအပ်ရင် device မှာ chain ဖေးမယ်လို့ဆိုထားတာပါပဲ။တကယ် performance ထွက်တဲ့လူငယ်တွေကိုရှာဖွေနေတာဖြစ်လို့ pro player တယောက်ဖြစ်ဖို့အိမ်မက်နေတဲ့တက်သစ်လူငယ်တွေတော့ဒါဟာလက်လွတ်မခံတဲ့အခွင့်အရေးကြီးတစ်ခုပါပဲကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုတောင့်တင်းတဲ့အတန်းတက်တဲ့ထပ်ထွက်လာလေပြိုင်ဆိုင်မှုတွေပြင်းထန်ပြီး overall အဆင့်အတန်းမြင့်လာလေပါပဲနောက်ဆုံးပိတ်အနေနဲ့ကတော့မြန်မာ e-sports လောကတစ်ခုလုံးအတွက်ဂုဏ်ယူစရာသတင်းကြီးတစ်ခုပါမြန်မာနိုင်ငံ e-sports လောကမှာပထမဆုံးကမ္ဘာချန်ပီယံဆုကိုသိမ်းပိုက်ပေးနိုင်ခဲ့တဲ့ရန်ကုန် Galacticos YG ဟာနှစ်ပေါင်း40နီးပါးတက်တန်းရှိတဲ့မြန်မာနာမည်ကြီးနာရီလုပ်ငန်းစုကြီး Grand Cherry U နဲ့ official partnership အထိတရားဝင်လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။ Time City မှာပြုလုပ်ခဲ့တဲ့ဒီပွဲမှာ Grand Cherry U ရဲ့ Group CEO ဦးကျော်ကျော်မိုးကိုတိုင်ကနောင်လာမဲ့ YG ရဲ့ပြည်တွင်းပြည်ပပွဲစဉ်တိုင်းကိုပူးပေါင်းပါဝင်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ထို့အတူပဲ YG ရဲ့ co-founder ကောင်းမြတ်ထုံးကလည်းဒီလိုပံ့ပိုးမှုတွေကြောင့်လူငယ်တွေအတွက်အများကြီးအားထားရပြီးနိုင်ငံတကာပွဲတွေမှာပါတနာတွေရဲ့ brand တွေကိုပါဂုဏ်ယူစွာနဲ့မြင့်တင်သွားမယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ဒီပူးပေါင်းမှုဟာ e-sports ဆိုတာ game ဆော့တာတက်မဟုတ်ပဲကြီးမားတဲ့အားကစားနဲ့စီးပွားရေးကဏ္ဍတစ်ခုဖြစ်အတိအမှတ်ခံလာရတာကိုပြသနေတာပါ။ player တွေအနေနဲ့လည်းနောက်ကနေခိုင်မာတဲ့ sponsor ရှိလာတဲ့အတွက်ငွေကြေးပိုင်းပူပန်စရာမလိုပဲပွဲစဉ်တွေပေါ်မှာပဲရာဂိုင်နှုန်းပြအာယုံဆိုင်လာနိုင်တော့မှအသေးချပါပဲကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေထဲမှာပရိသတ်တို့အကြိုက်ဆုံးသတင်းကဘယ်သတင်းဖြစ်မလဲဒီကနေ့ Grand Final Day 3မှာရော YG တို့ဘလုံထိအစွမ်းပြသွားနိုင်မလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာ e-sports သတင်းတွေတိကျတဲ့ပွဲစဉ်သုံးသက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့မြန်မာ e-sports energy ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနဲ့များကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်